ကဘာပေါ်မှာရှိသမျှယရနာတွေထဲမှာစိန်ဆိုတာတဘာဝတရားရဲ့စွမ်းအားအကြီးမားဆုံးအံ့ဖွယ်ဖန်တီးမှုတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ကဘာသမိုင်းမှာဒီစိန်သုံးကြောင်းဘရင်နိုင်ငံတွေကိုပြိုလဲစေခဲ့ပြီးမင်းဆက်တွေကိုကန်ဆိုးမိုးမောင်ကျစေခဲ့ဘူးတဲ့ဆိုရင်ယုံကြည်နိုင်ကြပါမလား။ပါရှန်ဘာသာနဲ့ကိုဟီနောလို့ခေါ်ဆိုကြပြီးအလင်းတုံတန်းလို့အဓိပ္ပာယ်ရတဲ့ဒီစိန်ကြီးဟာကဘာပေါ်မှာအလှပဆုံးနဲ့တန်ဖိုးအကြီးမားဆုံးယတနာတွေကတပါးဖြစ်ခဲ့တယ်လို့တစ်ဖက်မှာလည်းဒီစိန်ကိုပိုင်ဆိုင်ခဲ့တဲ့ဘရင်တွေတိုင်းကိုဘေးဥပတ်တွေပေးမဲ့ကျိန်စာနဲ့အတူထူးဆန်းတဲ့အထစ်အတွေနဲ့သမိုင်းကြောင်းတွေရှိခဲ့ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ channel ကနေစိန်ဆိုတဲ့ယတနာဟာတိတ်ပတ်နေကြဘလို့ဖြစ်တည်လာခဲ့တာလဲဆိုတာနဲ့အတူအိန္ဒိယနိုင်ငံရဲ့မြေအောက်ကနေ British နန်းတွင်အထိရောက်ရှိသွားခဲ့တဲ့ကိုဟီနောစိန်ကြီးရဲ့စမ်းကြယ်လာတဲ့ဓမိုင်းဝင်အထောက်အထားတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစိန်ကြီးရဲ့အကြောင်းကိုမပြောခင်တိတ်ပတ်နေကြပြောရရင်စိန်ဆိုတာတကယ်တော့ကာဗွန်တစ်မျိုးတည်းနဲ့ဖွဲ့စည်းထားပြီးသူရဲ့သဘာဝမှာနှစ်သန်းပေါင်းများစွာအပူချိန်နဲ့ဖိအားမြင့်တဲ့အခြေအနေအောက်မှာဖြစ်ပေါ်လာတဲ့ကြောင့်မြတ်ယတနာဖြစ်ပါတယ်။ဒါပေမဲ့ကာဗွန်တစ်လုံးဟာစိန်သုံးအဖြစ်ပြောင်းလဲသွားဖို့အတွက်ကမ္ဘာမီမျက်နှာပြင်အောက်ကီလိုမီတာ150ကနေ200အကွာအဝေးရှိတဲ့အလွှာအထိဆင်းသွားဖို့လိုအပ်ပါတယ်။အဲ့နေရာမှာအပူချိန်ဒီဂရီစင်တီဂရိတ်1000ကျော်နဲ့လေထုဖိအားထက်အဆပေါင်း9000ကျော်ရှိတဲ့လွန်ကဲတဲ့အပူနဲ့ဖိအားတွေဟာနှစ်တန်းပေါင်း1000ကနေ3500ကြာတဲ့အခါကာဗွန်အက်တမ်တွေဟာအလွန်ခိုင်မာတဲ့ခရစ်စတယ်ဖစ်ပေါင်းစည်းထားခဲ့ကြပါတယ်။အဲ့ဒီနောက်မှာမီးတောင်ပေါက်ကွဲမှုတွေမြေလွှာလှုပ်ရှားမှုတွေကနေတဆင့် Kimberlite လို့ခေါ်တဲ့ကြောက်ဆောင်တွေနဲ့အတူမြေပြင်အထက်ကိုရောက်ရှိလာခဲ့ကြတာပါ။စိန်ဟာဂုံတတ္တိအဖြစ်အလင်းရိုင်ညွန် refractive index အလွန်မြင့်မားတာကြောင့်အလင်းနဲ့တွေ့ရအခါကဘာပေါ်မှာအတောက်ပဆုံးရောင်ပြန်ဟပ်မှုကိုပိတ်ဆွနိုင်တာဖြစ်ပါတယ်။ကိုဟီနောစိန်ကြီးရဲ့မူလအရင်အမြင့်ဟာအိန္ဒိယနိုင်ငံတယ်လန်ဂနာပြည်နယ်ရှိဂိုလ်ကွန်ဒါစိန်တွင်းကနေစတင်ခဲ့တာဖြစ်ပါတယ်။73ရာစုခန့်ကကာကာတီယာမင်းဆက်လက်ထက်မှာဒီစိန်ကြီးကိုစတင်တူဖို့ရရှိခဲ့ပြီးမူလအလေးချိန်ဟာ983ကာရက်ခန့်အထိအလွန်ကြီးမားခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေကဆိုပါတယ်။14ရာစုမှာတော့ဒေလီဆူလတန်ဘရင်အာလာဟူဒန်ခါကြီးကအိန္ဒိယတောင်ပိုင်းကိုတိုက်ခိုက်ရင်းဒီစိန်ကြီးကိုသိမ်းပိုက်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမဂိုအင်ပါယာထူထောင်သူဘာလက်ထက်ရောက်တဲ့အခါဒီစိန်ကြီးဟာမဂိုဘရင်တွေရဲ့လက်ထဲကိုရောက်ရှိသွားခဲ့ပါတယ်။မဂိုဘရင်ဆူလတန်တွေဟာစိန်ကြီးကိုသူတို့ရဲ့ကဘာကျော်ပီကော့တရုံကြီးအတွက်ကြောင်းမြန်စီချေရမှာအတိတ်ပဲရှိထည့်သွင်းစင်မြန်းခဲ့ကြပါတယ်။ဒါပေမဲ့ဒီစိန်ကြီးဟာမဂိုနန်းတော်တွေရောက်ရှိလာပြီးတဲ့နောက်ပိုင်း50မြောက်မဂိုအဂရေတာဂျ်မဟာဗိမာန်ကြီးကိုတိဆောက်ခဲ့တဲ့ဘရင်ရှားဂျာဟန်ဟာသူ့ရဲ့သားတော်အောင်ရန်းစိတ်ရဲ့နန်းလူပုံကံမှုကိုခံရပြီးအကျဉ်းချခံခဲ့ရတယ်လို့ဘရင်အောင်ရန်းစိတ်ကွယ်လွန်ပြီးနောက်ပိုင်းမှာတော့သားတော်တွေအချင်းချင်းလွတ်ကျန်နန်းလူကြတဲ့တမိုင်းဆိုးကြီးစတင်ခဲ့ရပါတယ်။1939ခုနှစ်မှာတော့ပါရှန်ဘရင်နာဒီရှားဟာဒယ်လီမြို့တော်ကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။မဂိုတို့စိတ်ဆုံးတဲ့အခါနာဒီရှားဟာစီးစိမ်ဥစ္စာတွေကိုသိမ်းပိုက်ခဲ့ပေမဲ့စိန်ကြီးကိုတော့ရှာမတွေ့ခဲ့ပါဘူး။နောက်ဆုံးမှာမဂိုဘရင်ရဲ့ဦးဆောင်ခေါင်းပေါင်းဆွတ်ထဲမှာစိန်ကြီးကိုဟွက်ထားကြောင်းတည်င်းရရှိသွားပြီးခေါင်းပေါင်းချင်းလဲလှယ်ဝစ်စင်တဲ့ပရိယိန်နဲ့စိန်ကိုသိမ်းပိုက်လိုက်ပါတယ်။စိန်ကြီးကိုခေါင်းပေါင်းထဲကနေထုတ်ယူလိုက်တဲ့အချိန်မှာစိန်ကြီးကနေရောင်ပြန်ဟပ်ခဲ့တောက်ပလွန်းတဲ့အလင်းရောင်ကြောင်းနာဒါရှားဟာလှလိုက်တဲ့အလင်းတန်းကြီးပါလားလို့အထိပ္ပယ်ရတဲ့ကိုဟီနိုဆိုတဲ့စကားကိုအန်အော်တကြီးရေရွတ်ခဲ့ရတာနဲ့ဒီစိန်ကြီးရဲ့အမည်ဟာကိုဟီနိုလို့တွင်သွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကျင်းစာဟာနာဒါရှာကိုလည်းအလွတ်မပေးခဲ့ပါဘူး။စိန်ကိုရရှိပြီးမကြာမီမှာပဲနာဒါရှာဟာယူသွတ်မိုင်မဲလာပြီးသူ့ရဲ့ကိုရန်တော်ရဲ့လိုချန်ချင်းကိုခံခဲ့ရပါတယ်။နာဒါရှာ၏တစားရှိသောအာဖဂန်ကျေးစားတဖွဲ့ရဲ့တမှုမှာအာမတ်ရှာဒူရာနီဖြစ်ပါတယ်။နာဒါရှာလုတ်ကြံခံရပြီးနောက်ဖြစ်ပေါ်လာသောရောထွေးမှုများကြားတွင်အာမတ်ရှာဒူရာနီဟာနာဒါရှာရဲ့မိဖုရားညင်မိသားစုဝင်များကိုလူရဲသူများ၏ဘေးရန်တွေမှာလုံခြုံစွာကာကွယ်စောင့်ရှောက်ပေးခဲ့တယ်လို့ဆိုပါတယ်။ဒါကိုကျေးဇူးဆက်တဲ့အနေနဲ့နာဒါရှာပိုင်ဆိုင်ခဲ့တဲ့ကိုအီနောစိန်ကြီးနဲ့တီမူပဒမြကြီးတို့ကိုအာမတ်ရှာအာဖဒါလီယာဆက်သက်ခဲ့ပါတယ်။အာမတ်ရှာအာဖဒါလီသည်ကိုအီနောစိန်ကြီးကိုလမောင်းဘတ်တွင်တက်ဆင်ကာအာဖဂန်နစ္စတန်ရှိကန်တဟာမြို့သို့ပြန်လည်ထွက်ခွာခဲ့ပြီးဒူရာနီအင်ပါယာကိုတီထောင်ကာပထမဆုံးအာဖဂန်အေဂရက်ဖြစ်လာခဲ့ပါတယ်။ကိုအီနောစိန်ကြီးဟာဒူရာနီမင်းဆက်များလက်ထက်တွင်နှစ်ပေါင်း80နီးပါးတည်ရှိနေခဲ့ပါတယ်။1833ခုနှစ်တွင်မှာ
အာဖဂန်ဘီရင်ရှာရူဂျာထာမတ်ဒစင်အင်အားကြီးထွားလာတဲ့ပန်ချက်ဒေသမှာစီးပင်ရင်မဟာရာဂျာရန်ဂျစ်စင်လက်ထဲသို့ရောက်ရှိသွားခဲ့ပါတယ်။ မဟာရာဂျာရန်ဂျစ်စင်ကွယ်လွန်ပြီးနောက်မှာတော့ Sikh Empire ဟာ British တို့ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ 1849 ခုနှစ်မှာ British အရှေ့အိန္ဒိယကုမ္ပဏီဟာပန်ဂျပ်ကိုသိမ်းတိုက်ခဲ့ပြီးစစ်ရှုံးစာချုပ်ချုပ်ဆိုကအသက်17နှစ်မြတ်သာရှိသေးတဲ့မဟာရာဂျာဒလီပ်စင်းထံမှကိုဟီနောစင်ကြီးကိုသိမ်းယူပြီးဝီတိုရီးယားဘုရင်မကြီးထံဆက်တာလိုက်ပါတော့တယ်။ဒီစင်ကြီးကိုအင်္ဂလန်သို့တည်ဆောင်လာတဲ့သမိုင်းဝင်စာရွက်စာတမ်းများနဲ့အတူထူးဆန်းတဲ့ရှေးဟောင်းဟိန္ဒူစာသားတစ်ပိုက်လည်းပါလာခဲ့ပါတယ်။အဲ့ဒီစာသားကတော့ဒီစိန်ကိုပိုင်ဆိုင်တဲ့အမျိုးသားဘုရင်တိုင်းဟာကဘာကြီးကိုစိုးမိုးနိုင်လိမ့်မယ်။သို့တော်လည်းကန်ဆိုးမှုမောင်ကြမှုတွေကိုလည်းရင်ဆိုင်ရလိမ့်မယ်။နတ်ဖျားများသို့ဘဟောက်အမျိုးသမီးများသာလျင်ဒီချိန်စာမှကင်းလွတ်လိမ့်မယ်ဆိုပြီးပဲဖြစ်ပါတယ်။ British တို့ဟာဒီချိန်စာကိုအရှုံးဖောက်ခဲ့ကြပေမယ့်သမိုင်းအထောက်ခါးတွေအရစိန်ကြီးအင်္ဂလန်ရောက်လာပြီးနောက်ပိုင်းမှာအင်္ဂလန်နန်းတော်ဟာချိန်စာကိုတတိထားမိထဲတာကြောင့်ဘုရင်မကြီးဝီတိုရီယာကစာလို့ဒီစိန်ကြီးကိုမြေဤအမျိုးသားဘုရင်ကိုမျှတရဖူမှာတတ်ဆင်ခွင့်မပေးခဲ့ပါဘူး။တသမမြောက်အဲဝါဘုရင်ရဲ့ကျင်ရတော်အလက်ဇန်ဒရာမိဖျားပင်လမမြောက်ဂျော့ဂျ်ဘုရင်ရဲ့မိဖျားမယ်ရီနဲ့ကွယ်လွန်သူဒုတိယမြောက်အဲလီဇဘက်ဘုရင်မကြီးရဲ့မယ်တော်ခွင်းစ်မာသာစတဲ့မိဖုရားကြီးများကိုသာစိန်ကြီးစင်မြန်းထားတဲ့တရဖူကိုတီးတန့်အစင်မြန်းစေခဲ့ပါလေထူးခြားတာကတော့ကိုဟီနောစိန်ကြီးကိုအင်္ဂလန်နန်းတော်ကသိမ်းပိုက်ပြီးနောက်နှစ်အနည်းငယ်အတွင်းမှာပဲဗြိတိရှ်အင်ပါယာရဲ့ညီမဝင်အင်ပါယာဘွဲတံစိတ်ဟာစတင်ရင်းရလာခဲ့ပြီးအိန္ဒိယအပါအဝင်ကိုလိုနီနယ်မြေများစွာဆွန့်လွတ်ထည့်ရတာဖြစ်ပါတယ်။ယနေ့အချိန်မှာတော့မူလအလေးချိန်900ကျော်ကာရက်ရှိခဲ့တဲ့ကိုဟီနောစိန်ကြီးဟာဗြိတိရှ်တို့ရဲ့ပြန်လည်သွေးယူမှုကြောင့်105.6ကာရက်သို့လျော့နည်းသွားခဲ့ပြီးယခုအချိန်အထိလန်ဒန်ရဲတပ်အတွင်းမှာလုံခြုံရေးအထက်ထပ်နဲ့ထိမ့်သိမ်းပြသထားဆဲဖြစ်ပါတယ်။အိန္ဒိယ၊ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်စတဲ့နိုင်ငံအသီးသီးကတော့ဒီစိန်ကြီးဟာသူတို့ရဲ့တမိုင်းဝင်အမွေအနှစ်တွေလို့ပြန်လည်အနှံပေးဖို့တောင်းဆိုနေကြဆဲဖြစ်ပါတယ်။ကိုဟီနောစိန်ကြီးဟာတန်ဖိုးကြီးလာတဲ့စိန်တုံးကြီးတုံးရှိသားမကော့ပဲတမိုင်းကြောင်းတွေမင်းဆက်တီပြိုလဲခဲ့ရမှုတွေနဲ့အတူယနေ့တိုင်လူအများကစိတ်ဝင်တစားရှိနေကြတဲ့အကြောင်းအရာတစ်ခုဖြစ်တည်ရှိနေစေဖြစ်ပါတယ်။ကိုဟီနောစိန်ကြီးအကြောင်းကိုမိတ်ဆွေတို့ရောဘယ်လိုမျိုးထင်မြင်ယူဆပါသလဲ။တကယ်ပဲစိန်ကြီးမှာကျိန်စာတွေရှိခဲ့တာလား။တမမဟုတ်တန်ဖိုးကြီးလွတ်တဲ့ရတနာကိုကြိုက်လို့တဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့လူတွေရဲ့လောဘစိတ်တွေကြောင့်ပဲလားဆိုတာကောမန့်မှာဆွေးနွေးသွားကြပါအောင်ခင်ဗျာ။နောက်ထပ်ကမ္ဘာသမိုင်းဝင်စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ channel လေးကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်